ဒီကြော်သားကြီးတောင်းတင်းနေဆိုတဲ့အပိုင်းနားတယ်ဆိုတဲ့အပိုင်းအဓိကပြဿနာဖြစ်နေတာเนาะကျွန်တော်ပိုင်းတော့ပြဿနာမရှိဘူးမလားโอเคပါကျွန်တော်တို့ဟာဆေးစီးတိုင်းလဲလောက်ကံရောပိုင်းလို့လဲဗျ ကြာတယ်ဆက် ဟုတ်ကဲ့အချိုင်းမတည့်ရတိုင်းပဲရှိလား ဟိုရှော့ရတော့ကြာဝိုင်းရတယ်လောက်ခဲ့ရတာ ဟုတ်ကဲ့ပါ ဟိုကတော့တကြီးပြီဆိုမလောက်ရ အဲ့ဒီပိုင်းကြောက်တာမျိုးရှိလားအဲ့ဒီပိုင်းကြောက်တာမျိုးရှိလား ဆေးပါထိုး အဆိုင်တဲ့ဟာမျိုး ဆက်ရအောင်လုံးကြောက်တာအဲ့ဒီပါဆိုင် ဆက် မဆိုင်ဘူးเนาะကျွန်တော်တို့ရဲ့ acupuncture အဆိုင်ကိုတုံးလေးသုံးပေးလိုက်မယ်ဒီ XPI နေရာလေးပါပဲအဲ့နေရာလေးရဲ့ဒီ point လေးရောလှုပ်ဆောင်မှုလေးပေးလိုက်ရင်ချက်သားလေးကိုခါပြီးတော့မှနာကျင်မှုသက်သာစေတဲ့ position လေးသွားနိုင်မယ်เนาะအများကြီးမဟုတ်2ချောင်းဆိုရပါပြီ2 point ပါเนาะမနာလို့ခေါ်တယ်ဒါအရှိချက်သားเนาะဒါဟာကျတော့ဘေးချက်သားခြေသုံးသေးအယိုးအတက်ကလေးနဲ့ဆင့်ချလာတယ်ပြီးတော့မှဒီလိုဝင်သွားတဲ့နေရာမလို့သွားတာခြေသုံးဘေးချက်သားလို့ခေါ်ပါတယ်အဲ့ချက်သားတွေကမကြီးဒါဆိုကိုတိတာပါမကြီးဒီလိုလာတယ်တကောင်ကွဲလာဒီလိုဘေးလာတဲ့တဲ့ဆင့်ချတယ်ဒီလိုနေရာမျိုးတွေတော့ချောင်းထောက်လို့ခံစားချက်မျိုးဖြစ်တာလားဘယ်လိုမျိုးဖြစ်လဲခံစားချက်ကရော ဟိုဟာဟို နာတာပဲကြော်သားတောင်းတင်းတာရှိလား ဒီချက်တော့တော့မင်းနဲ့ရှိ ဟုတ်ကဲ့ပါ အဲ့လို ဘယ်လိုခံစားမျိုးလဲထမနာတာပဲရှိတာနော် ဒီတော့နာဒီ စီးချိုတွေ့ယောဂခံရှိလား တွေးတော့ဆက်ရပြ ဒီဟိုရှိစိတ်တော့ နှလုံးယောဂခံရှိလား အန်ရှိဘူးရ ရှိစီးသွားတာပုံမှန်ပဲ စီးသွားတာပုံမှန်တော့ ပုံမှန်လား ဘုံက ခန္ဓာကိုယ်ကချွေးထွက်လား ဒီကောင်ကထွက်သွား လေကျင်တက်တာလေးလေရာတွေရောပုံမှန်ပဲလား ဟောင်းမှာ စားတော့လေးစားကောင်းတယ်နော် တားတယ် ညာကြီးပြောရဲနော် ညာအိတ်တော့မပြောစရာ မပြောဘူးဘယ်လိုဖြစ်လဲ လက်ပူတာဟော ဟောနာလို့ကြိုက်လို့နာလို့ကြိုက်လို့မရှိပါဘူးနော်ဟိုခန္ဓာကိုယ်မှာခွဲစိတ်ထားတာအကြီးကျယ်ပါရှိလေဒီဒူးနဲ့ပတ်သက်တာ6နဲ့ပတ်သက်တာ လက်ပတ်တာပဲရှိခိုက်ခဏတော့ ဟုတ်ကဲ့ပါဓမ္မတဲ့တဲ့ဆေးတွေပါရှိလားဘာဆိုရင်ပိုးဘကခြေတန်းလေးဘက်ကသွားပြီးသားပြီနာလာရင်းနာလာပြီဒီလိုက်နော်ဆက်တာအဲ့လာလည်းကြည့်ပြီးသားပြီဒါလည်းဒီโอเคဒီ file လေးကိုကျွန်တော်တို့က click တင်မယ်This is line နဲ့နောက်ဆုံးလို့လုပ်ရအောင်အချိန်10မိနစ်ထားပါမယ်။ timer စအောင်ပါပြီ။ဒီဟာ15မိနစ်ပါ။တိုင်းလေးတွေကနေ15ချက်ခုံမယ်တစ်ချက်နားမယ်။ဟုတ်ပြီနော်။ကြည့်လိုက်အောင်။ဒီပြည့်တင်ပါမယ်။အခုခုံနေတဲ့ line ကအခုနာနေတဲ့ဒီကြော်သားပေါ်မှာကောင်းကောင်းခုံနေလားသိရလား ဟုတ် ။လက်ကလေးနဲ့ထိကြည့်ကြည့်လိုက်တော့ကျွန်တော်ပြရမယ်နော်။ဒီပြောတာတဲ့နဲ့ကြော်သားအဲ့တဲ့ကြော်သားလူပြင်တာထုတ်မဲ့ခုံနေမယ်။ဒါလေးခံစားကြည့်15ချက်ခုံကိုပြက်ခုံလိုက်မယ်တစ်ချက်ပြန်သားမယ်အဲ့မှာခုံလေးနေရာခံစားကြည့် ဟုတ်တယ် ဟုတ်လားခြေသားကိုဘေးဆိုသွားတာဆက်တော့ခြေချင်းကိုချိန်နေချော်တာလောထုတ်တာဟုတ်နော်လမ်းတူတူရှော့တဲ့ကမြင်မြင်ရှော့တဲ့ကဒီရှင်းတဲ့ဒီနောက်ကချော်သားရည်လေတင်းလာတဲ့ဒီလေးလေးစက်ဒီရဒီလေးစပေါ်စီရလို့ခေါ်တဲ့ချော်သားရည်လားတင်းလာတဲ့ဒီကောင်လေးလေးတစ်ခါပေးနေပါတယ် ပုံတစ်ချက်နားတယ်15ချက်ခုံပဲတစ်ချက်နားနော်အဲ့ဒါလေး line လေးသွားမယ် radiation ဘက်ကိုပေးမယ်တက်လိုက်လားနားလားအဆိုင်လားစေးပဲနော်โอเคကျွန်တော်ကစေကန်းဆုံးချက်ထုတ်လဲဆိုရပါပြီနေရာတကယ်တော့စစ်စစ်ကအရှိလိုက်လုပ်ပြီးတော့53 54စလိုက်